အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Stony YouTube channel ပြန်လဲကြိုဆိုပါရစေဒီနေ့ကတော့ကျွန်တော်ချင်းပွဲနဲ့ပတ်သက်ပြီးတဲ့ blog လေးတခုကျွန်တော်sharing လုပ်ပေးသွားချင်ပါတယ်ကျွန်တော်တို့တနေ့ကမှပြီးသွားတဲ့ကျောင်းဆရာနဲ့ဂျွန်စောအထစ်နဲ့အတွတ်နဲ့ပွဲပါနော်ကျောင်းဆရာဂျွန်စောအထစ်အတွတ်ကတကယ်တမ်းတော့ဒါသူတို့ဒုတိယချိန်မြောက်တွေ့တာပထမချိန်မှာတော့ကျောင်းဆရာနဲ့ဂျွန်စောကရှုံးထားတယ်ဆိုတော့အဲ့လိုရှုံးထားတာအောင်မှာကျောင်းဆရာဂျွန်စောကတနေ့ကကျွန်တော်စီကိန်းကာလာတွေမှာသူတို့ကထိုင်းကိုသွားပြီးတော့ထိုင်းမှာသွားပြီးတော့ထိုင်းရောက်မြန်မာတွေနဲ့ရောကျွန်တော်တို့ထိုင်းကကစားသမားတွေတော့သွားပြီးကစားခဲ့တဲ့ပြောရရင်ကစားခဲ့တဲ့ပွဲတွေ့ကြုံလေးတွေခုရက်ပိုင်းမှာခက်စိတ်စိတ်ရှိထားတာပေါ့နော်ကြေးစားပွဲတွေ့ကြုံပေါ့အဲ့ချိန်မှာတော့အတစ်ကသူကဒီကျွန်တော်တို့လက်ရွေးစင်အတင်းနဲ့အတူကျွန်တော်စီကိန်းသွားပြိုင်တာကိုတွေ့ရတယ်ဆိုတော့ဂျားထဲမှာတွဲလုံးနေပေါ့တွဲလုံးဆိုတော့ဒီကျွန်တော်တို့ training ပေါ့နှစ်ယောက်တူတူ train လုပ်ထားတဲ့ပွဲပွဲနီးစပ်မှုပိုင်းอ่ะကြတော့ကျောင်းဆရာနဲ့ဂျွန်စောနဲ့ပို့ပြီးတော့များနေတယ်ဆိုတော့အထက်နဲ့အတွတ်နဲ့ဆိုတာအတူတူတွဲပြီးတော့ကစားဒီရက်ပိုင်းမှာကစားထားတဲ့ဟာမျိုးမရှိဘူးဆိုတော့အဲ့လိုမျိုးမရှိတဲ့အချိန်မှာအဲ့ဒီဟာအဓိကပွဲရဲ့အဆုံးဖြစ်သွားတယ်လို့ပြောလို့ရတယ်ဆိုတော့နောက်ထပ်အရေးကြီးဆုံးကတော့ဂျွန်စောရဲ့ချုပ်စားပစ်ပေါ့ဂျွန်စောရဲ့ချုပ်စားပစ်နဲ့ပဲကျွန်တော်ဒီနေ့ထိုင်းကအသားတို့သူတို့နိုင်လာတာဆိုတော့ဂျွန်စောရဲ့ချုပ်စားပစ်ကဒီ9ပေ2ကိုချုပ်စားပစ်ကအတွတ်ကိုအလဲကွဲပဲအတွတ်လုံးဝကိုအတွတ်ဘာမှမလုံနိုင်အောင်ကိုဖြစ်စေခဲ့တာမျိုးပေါ့နော်အဲ့တော့နှစ်ပွဲလုံးကိုပြတ်တောင်ဖြစ်သွားပြီနှစ်ပွဲလုံးအမှတ်ပြတ်နဲ့အာတစ်တို့ရှုံးတယ်ဆိုတော့ဆက်ပြီးဒီကစားနေရင်လည်းရှုံးမှာပဲဘာလို့လဲဆိုတော့ဂျွန်စောရဲ့ service ကတော်တော်လေးအလုပ်ဖြစ်နေအောင်တွေ့ရတယ်ဒါပေမဲ့သူအာတစ်ကိုအဲ့ဒီချုပ်စားပစ်မပေါက်ဆိုလိုတာကအဲ့ချိန်ဒီမှာအတွတ်မဟုတ်ဘဲနဲ့ချုပ်စားပစ်ကိုဖမ်းတတ်တဲ့ဖြီတတ်တဲ့ဘင်လာဒင်လိုမျိုး fighter လိုမျိုးပေါ့နော်ကျွန်တော်ထင်တယ်ရှိန်လေးဆိုရင်တောင်မှအဲ့နေရာရှိန်လေးနဲ့ဆိုရင်တောင်မှအဲ့နေကားလိုခြေစွမ်းကိုကျွန်တော်ပြောနော်အဲ့နေရာလိုပြောဂျွန်စောရဲ့ surface ပေါက်နေတဲ့ခြေစွမ်းလိုမျိုးဆိုရှိန်လေးလဲလွယ်မှမထင်ဘူးဗျအဓိကတော့ fighter ဘက်ကိုပဲသူကလည်းဦးစားပေးထိုးသွားတာပေါ့ short ထိုးလိုက် long ထိုးလိုက်ဒါမျိုးထိုးသွားတာပေါ့နော်ဆိုတော့ဂျွန်စောရဲ့ surface ကအလုပ်ဖြစ်နေတဲ့ကာလပေါ့အဲ့လိုအခြေအနေမျိုးမှာအာတီတိုဘက်ကပြန်ပြီးတော့တာခြင်းနဲ့ဟေးပေါ့နော်ဆိုတော့တင်းပွဲလိုဟာမျိုးဆော့ခြင်းနဲ့ဟေးဆိုဘာလို့လှုပ်လိုက်တင်လဲဆိုတော့ဒါကျွန်တော်အမြင်ပေါ့နော်ကျွန်တော်လည်းဆရာကြီးတော့မဟုတ်အာတီနဲ့အတွတ်နဲ့ကသူတို့တင်းပွဲအနေနဲ့အဲ့နေရာထပ်ဆော့လိုက်မယ်ဆိုရင်ပိုက်က9ပေ2ဆော့နေတဲ့ပိုက်ကို9ပေ6 9ပေ10လောက်တင်လိုက်9ပေ10လောက်တင်လိုက်အဲ့လိုဆိုရင်ပွဲကနည်းပြောင်းသွားမယ်လို့ဒါကျွန်တော်မြင်တယ်ဗျအဲ့လိုလေးတွေရှိတယ်ကစားပွဲမှာဘာလို့လဲဆိုတော့လူတယောက်က9ပေ2နဲ့ train ထားတဲ့လူတယောက်ကဆိုတော့9ပေ2နဲ့ပွဲတွေ့ကြုံဒီအပိုင်းမှာပွဲတွေ့ကြုံပြီးပွဲတွေ့ကြုံများနေတဲ့လူတယောက်ကိုစာဗင်ထိုးနေတဲ့လူတယောက်ကို9ပေ10လောက်ဆွဲတင်လိုက်အရန်ကြီးမကွာဘူးဆိုလင်ကစားပါတော့ဒါပေမဲ့9ပေ10လောက်ဆိုရင်နည်းနည်းလေးပုံစံပြောင်းသွားမယ်ကျွန်တော်ထင်တယ်တကယ်ဆိုအဲ့လိုလုံးတင်တယ်လို့ကျွန်တော်မြင်တာပေါ့နော်ဒါပေမဲ့သူတို့ကတော့အရင်ကတည်းက9ပေ2နဲ့ချုပ်ထားတာပေါ့9ပေ2နဲ့နှစ်ပွဲချုပ်ထားတာမဟုတ်လို့ပေါ့တင်ပွဲအနေနဲ့ပြန်ဆော့မယ်9ပေ10လို့ဆွဲတင်လိုက်ပွဲရဲ့အလှည့်ပြောင်းပွဲရဲ့ result ပေါ့နော်ပွဲရဲ့ဘယ်လိုပြောမလဲအဖြေကတမျိုးပြောင်းသွားနိုင်တာမျိုးရှိတာပေါ့နော်နောက်တစ်ခုကဘာဖြစ်နေလဲဆိုတော့အထစ်ပေါ့အထစ်ကခြေစွမ်းကျသွားပြီလားကျွန်တော်တော့ကျတယ်လို့မထင်အဓိကတော့ fighter ပဲသူလည်း fighter ကောင်းကောင်းတယောက်နဲ့ပြန်ပြီးတခြားပြန်ပြီးဆော့မယ်ဆိုရင်တော့ခြေစားပွဲတွေဆက်ပြီးတော့ဆော့လို့အောင်ပွဲခံလို့ရနေအောင်ပါအားလုံးပဲကျေးဇူးများတင်ပါတယ်ခင်ဗျာ